ဒီလိုတိုးဟုကောင်းကောင်းလေးကြောစားဖို့အတွက်ကျွန်တော်များတို့လုံလေးမျှဝေမယ်ကျွန်တော်တို့လိုက်လောက်ကြရအောင်ဒီပထမဆုံးပဲမုံလေးပါဗျာပဲမုံလေးကိုသုံးတဲ့ပမာလောက်ထည့်ပြီးသွားလို့ရင်အပစ်ပဲမုံနည်းနည်းပြည့်ရုံလောက်လေးရေလေးနည်းနည်းပဲထည့်မယ်နော်ကဲကျွန်တော်ရေထည့်မယ်ရေထည့်တဲ့ပြီးကျွန်တော်တို့စားလေးနည်းနည်းလေးပဲထည့်ပြီးတော့ပေါ့ကိုရဲ့ချုံငံပုံမှုတည်ပြီးတော့ထည့်ပြီးတော့ဒီခွက်လေးပြည့်နေအောင်မွေးထားမယ်အထဲထဲမှာပြုတ်တိုးနေပါအောင်မမွေနဲ့ပေါ့ဗျာကျွန်တော်လည်းပြုတ်တိုးနေပါသွားတဲ့အတွက်တိတ်တော့မကောင်းဖြစ်နေတယ်ကဲဘာလို့ကပ်ဖွင့်လိုက်ပြီကျွန်တော်ရေလေးနည်းနည်းထည့်ထားတယ်အဲ့ဒါမှစနွန်းလေးထည့်ထားတယ်နော်စမွန်းလေးထည့်ပြီးနည်းနည်းမွေတဲ့အယောင်လေးရဲလာကျွန်တော်ရဲလာအောင်လုပ်ပြီးမွေပြီးကဲကျွန်တော်အယောင်လေးနည်းနည်းဖြောနေတဲ့အတွက်ကြောင့်စနွန်းလေးနည်းနည်းထည့်လိုက်မယ်ထည့်ပြီးတိကျချာလေးမွေလိုက်မယ်ပါဗျာပြီးသွားလို့တော့ကျွန်တော်ဆွမ်းနာရန်သွင်းမွေထားတဲ့ကျွန်တော်တို့ပဲမွေလေးထည့်လိုက်မယ်ဗျာဒါတော့ဒီလိုလုပ်မှာဖြစ်ပါတယ်ခမီးလေးနဲ့ဒီအချိန်ပြည့်မွေပေါ့ဗျာဒီညမှာတော့ကျွန်တော်လက်ညောင်းမွေရတယ်နော်ဒီတော့စားမှုတော့ကျွန်တော်လက်ညောင်းမွေပြီးသွားလို့ရင်နောက်ဆုံးပြည့်ချွဲပြီးအေးခံပြီးသွားတော့ဒါမျိုးလေးစားကြံပဲဘူးရပါပြီလှုပ်ရှင်သမားကဝင်ရောက်လုံနိုင်ပါဆင်ပြကြပါစီဗျာ